အရင်လာတဲ့နေရာတွေကိုခေါ်သွားပေးမယ်ကဲကျွန်တော်နဲ့အတူလိုက်ခဲ့ပါအောင်ခင်ဗျအခုတော့ဒီကားနဲ့သစင်ထက်သွားမှာဖြစ်ပါတယ်ကားကတော့တယောက်90ပါဒီတောင်ပေါ်ရင်းယုံဆိုတဲ့ပန်းချံလာမယ်ဆိုရင်သူတို့စီစဉ်ပေးထားတဲ့ကားနဲ့လာရမှာပဲဖြစ်ပါတယ်ခင်ဗျမြင်လိုက်တာဆိုတာတကယ်ပဲအရန်ကိုမြင့်ပါတယ်ဒီတောင်ပေါ်မှာပေါ့နော် view တဲ့အရန်လာတယ်အပေါ်ရောက်လေပို့ပြီးတော့မှရှုခင်းနေလာလीပါအခုဆိုရင်ဒီမှာကျွန်တော်တို့ဝိုင်ဝယ်ရင်တစ်ခွက်လက်ဆောင်ပေးရပေါ့နော်ခွက်လက်ဆောင်ပေးရဒီမှာဆိုရင်ကိုကြိုက်တဲ့ဟာမီးလို့ရအလကားမီးလို့ရအစုံမီးပြီးမှပဲဝယ်အဲ့ဆိုကိုလည်းမူအဲ့ဆို free ဒါတွေကတော့ရင်းယုံဆိုတဲ့ပန်းချံလေးပဲဖြစ်ပါတယ်ခင်ဗျဒီအပေါ်ကနေပြီးတော့မှခမိုးပေါ်ကနေပြီးတော့မှ view လေးတွေကိုတက်ကြည့်လို့ရပါတယ်အရန်ကိုလာပါတယ်အခုကတော့ပန်းတွေတိတ်ပြီးတော့မှမရှိတော့ဘူးเนาะအရင်တော့ဆိုရင်ပန်းတွေအများကြီးပွင့်မှတော်တော်လာတယ်။ဆောင်းရည်တုန်းကတွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ပန်းပွင့်တွေမျိုးစုံမြင်ရမှာပဲဖြစ်ပါတယ်။ရင်းယုံဆောင်တဲ့ဒီပန်းချန်လေးဘယ်လောက်လာမလားဆိုတာကျွန်တော်တို့ Facebook TikTok YouTube တွေပေါ်မှာရိုက်ရှာလို့ရပါတယ်ခင်ဗျာ။ဘယ်လောက်လာလဲဆိုတာအားလုံးမြင်ရမှာပဲဖြစ်ပါတယ်။ဆောင်းရည်နဲ့မနေ့စောစောတွေမှာတွားနိုင်မယ်ဆိုရင်တိမ်ပင်လေးတွေကိုလည်းကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ဒီထဲမှာကျွန်တော်တို့ဒီပန်းကအစကကျွန်တော်တို့ကနင်းစီပန်းလို့ထင်တာပေါ့နော်တကယ်ရောက်တဲ့ခါမှာကျတော့နင်းစီပန်းမဟုတ်ဘူးတခြားပန်းဖြစ်နေပါတယ်အပန်းရဲ့နာမည်တော့ကျွန်တော်လည်းမသိပါဘူးခင်ဗျာတခြားတစ်ဖက်မှာတော့လန်ဗက်ဒါပန်းခင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်လန်ဗက်ဒါပန်းခင်းကတော့အရင်လိုမျိုးအရန်နဲ့မလာတော့ဘူးပေါ့နော်တပြည့်ပြည့်နဲ့ညိုနွယ်ပစ္စည်းကုန်ပြီတော့တောင်ပေါ်မှာခလုံးမပါတဲ့ဆန်တရားကိုတီးပြီးတော့မှဖီးခဲ့ပါသေးတယ်ရှုခင်းတော့တော်တော်လေးကိုလာပါတယ်ခင်ဗျာခဲ့တာဆိုရင်ကျွန်တော်နဲ့သူနောက်တခြားတနေရာကိုထက်သွားကြမယ်เนาะကျွန်တော်နဲ့သူလိုက်ခဲ့ပြီးပါဦးထိုင်းနိုင်ငံမှာကျွန်တော်တဘောအကြအဆုံးတစ်ခုကတော့ဘယ်လောက်ပဲတောင်ပေါ်ဒေတာလို့ပြောနေပါစေသူတို့ကလမ်းပန်းဆက်တွေရေးကိုအရန်နဲ့ကောင်းကောင်းမွန်မွန်လုပ်ပေးထားပါတယ်ဒါကြောင့်ကျွန်တော်တို့ခီးသွားတဲ့အခါမှာချောချောမွန်မွန်နဲ့ပေါ့နော်သွားနိုင်ပါတယ်ခင်ဗျကဲဒီနေရာလေးကတော့ရေတကွန်လေးတွေဆန်းချောင်းလေးတွေနဲ့ပေါ့နော်ပြီးတော့ကျိုးတရားလေးတွေနဲ့တည်ရှိနေတဲ့ River Rock ဆိုတဲ့စားတောက်ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျဒီနေရာရောက်တဲ့အခါမှာတကယ့်ကိုတဘာဝစစ်စစ်ကိုခံစားရတယ်လေကောင်းလေတဲ့နဲ့ရှူရတယ်ပြီးတော့မှရေတကုံကိုကြည့်ပြီးတော့မှရေကူးချင်စိတ်တော့ပေါက်သွားတယ်ပေါ့နော်ကြည့်လိုက်တဲ့အခါမှာအရင်နဲ့ကိုစိတ်အေးချမ်းချင်းခံစားရပါတယ်ခင်ဗျချင်းမှန်ရောက်ဖြစ်တယ်ဆိုရင်ဒီနေရာလေးကိုတွဲလက်ကြည့်ပါလို့အကြံပေးချင်ပါတယ်ခင်ဗျကဲ River Rock ရောက်ပါပြီခင်ဗျကဲကြည့်လိုက်ပါဦးဘယ်လောက်တော့တဘာဝဆန်လဲဘယ်လောက်တော့စိတ်ချမ်းသာလိုက်လဲဆိုရင်ဒီတကုံလေးတွေနဲ့ပေါ့နော်အရန်ကိုအေးချမ်းပါတယ်တကယ်ကိုတဘာဝစစ်စစ်ကိုခံစားရတယ်ပေါ့နော်ချင်းမိုင်မြို့ကမြို့ထဲမှာဒါဘာမှမရှိတယ်လို့ဖြစ်ပေမဲ့တကယ်တောင်ပေါ်ဒီကြားတွေမှာတွားကြည့်တဲ့အခါမှာလေပတ်စရာလုံးဝမကုန်နိုင်အောင်များပြားစွာရှိပါတယ်ခင်ဗျာကြွေချင်းမိုင်ရောက်ဖြစ်တယ်ဆိုရင်မြို့ထဲမှာပဲမလဲပဲနဲ့တောင်ပေါ်ဒီကြားတွေမှာတွားလေကြည့်ပါတကယ်တဘာဝတရားကိုခံစားရပါလိမ့်မယ်ခင်ဗျာကဲအခုတော့ဒီမှာစားပြီးတောက်ပြီးလို့ကျွန်တော်တို့တဲကိုခန်းသွားပါမယ်ခင်ဗျာ။တောင်ပေါ်မှာတော့အိမ်မှာဖြစ်ပါတယ်။ဆက်ပြီးတော့မှလိုက်ခဲ့ပေးပါဦးနော်။ဒီမှာကြည့်တရားလေးပြမယ်။ဒီမှာကြည့်အရင်လာတာဒီမှာလေးရေတကုံလေးတွေရှိတယ်။မချီချီလေကားဖြည့်တယ်ဒီမှာတုံစီနဲ့ကြောက်စရာကြီးဒီမှာမှန်ဦးရေတော့စင်ကူးချင်တယ်ဒီနားမှာမကြည့်ဒီနေရာပါကျွန်တော်တို့တွားလာခဲ့တဲ့နေရာ River Rock လို့ခေါ်ပါတယ်ကဲတွားပြီဗျာလိုက်ခဲ့အောင်နော်